အားလုံးပဲမင်္ဂလာပါဗျအဲ့တော့ကျွန်တော်အရင်ဘက်ကဒီပွဲတွန်း2ရက်ပေါ့နော်ဖောင်းရက်တွေပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကစားလို့မကောင်းဘူးပေါ့နော်အဲ့ဒီမှာကျွန်တော်ကဗာပြခဲ့လဲဆိုတော့ဒီတောက်ကြနေမနက်မှာကျွန်တော်တို့မနက်တော်လကောင်းညနေတော်လကောင်းပေါ့နော်1-5ထွက်လို့ရှိရင်နောက်တစ်ပတ်မှာ1နဲ့5နဲ့မပြောက်ဘူးပတ်သီးပေါ့နော်အဲ့မှာကျွန်တော်1ပတ်သီးကြိုက်တယ်လို့ပြောခဲ့တာပေါ့နော်အဲ့တော့1နဲ့5နဲ့မပြောက်ဘူးနောက်တစ်ပတ်မှာဒီမှာအဲ့2ပတ်အတွင်းမှာ1-5ပေါ့နော်1-5ခဏပြန်ကြတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တောက်ကြနေမှာ9-1အားထွက်လို့ရှိရင်1နဲ့5နဲ့မပြောက်ဘူးပေါ့နော်ဒီမှာနော်နောက်တစ်ပတ်မှာတစ်ပတ်တော်လကောင်း2ပတ်မြောက်တော်လကောင်း1-5ပြန်ထွက်တယ်ပေါ့နော်တောက်ကြနေမှာညနေမှာ1-5ထွက်တယ်ပေါ့နော်နောက်တစ်ပတ်မှာဒီမှာ1-5မပြောက်ဘူးနောက်တစ်ပတ်မှာ1-5ပြန်ထွက်တယ်ပေါ့နော်အဲ့ဒါလေးပြခဲ့တယ်ပေါ့အဲ့တော့ကြတော့အဲ့ site လေးကိုတကယ်လို့မှကြိုက်နေတတ်တယ်ဆိုရင်တော့ဒီတစ်ပတ်ထဲမှာ1-5ထိုးရမှာပေါ့နော်1-5လေးလိုက်ထိုးရမှာဘယ်နေ့ထွက်မယ်တော့မသိဘူးပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့တောက်ကြနေမှန်းမှာ1-5ထွက်ထားတယ်1နဲ့5နဲ့မပြောက်ဘူးဆိုတော့ကျွန်တော်တို့ဒီမှာတနင်္လာနေ့ဒီမှာတင်5ဆင်းသွားတယ်ပေါ့နော်နောက်ထပ်တစ်ခါ2ရက်ပိတ်ပြီးတော့ကြာတာပြီးတောက်ကြမှာ1တွေတောက်6ဆင်းတယ်ပေါ့ကျွန်တော်1ပတ်တီကိုကြိုက်လိုက်တာပေါ့နော်အဲ့တော့1ပတ်တီကြိုက်တော့1ပတ်တီက2ကြိမ်ထွက်တယ်ပေါ့နော်အဲ့ဒါပြောချင်တာပေါ့အဲ့တော့ကြတော့1-5ကထပ်ပြီးတော့ကြိုက်နေတဲ့ရင်ဒီ1-5လေးလိုက်ပြီးတော့နည်းနည်း1-5ကိုအားပေါ့နော်1-5အားမွေးထိုးခြင်းထိုးပေါ့ဗျာတပတ်စာပေါ့နော်ကြိုက်နေတဲ့ရင်တော့ထိုးပေါ့6ပရိနဲ့တိုက်ဆိုင်လို့ရှိရင်လည်း1-5လေးထည့်ထိုးပေါ့နော်အဲ့လိုမျိုးလေးလုပ်လို့ရပါပေါ့နော်အဲ့တော့ကျွန်တော်နောက်ပြီးကြတော့ကျွန်တော်9-3ညပေါ့နော်50ဆိုတဲ့ကဏ္ဍကိုကျွန်တော်ကနှစ်ပတ်မွေးခိုင်းတာရှိတယ်နှစ်ပတ်ဆိုတာဒီပြီးခဲ့တဲ့ဒီပတ်ထဲကနေစပြီးတော့နှစ်ပတ်မွေးခိုင်းတာပေါ့နော်အဲ့တော့ဒီတစ်ပတ်ထဲမှာကျွန်တော်ကြာတာပတိနေ့လောက်မှာပေးလိုက်တာပေါ့နော်9-3ညကိုအဲ့တော့ဒီတစ်ပတ်ထဲမှာတော့ကျွန်တော်မှန်းတယ်ပေါ့နော်တကယ်လို့မှဒီတစ်ပတ်ထဲမှာမထွက်ဘူးဆိုရင်တော့နောက်တစ်ပတ်ထဲဆိုရင်တော့အားနေသွားပြီပေါ့နော်ဘာလို့ဆိုတော့ तू ကလိုက်ရမယ်ဆိုရင်မလွယ်ဘူးပြန်နော်အဲ့လိုမျိုးကဏ္ဍကနော်ဒါပေမဲ့လို့ထည့်ထိုးရင်တော့ထိုးလို့ရတယ်ပေါ့နော်အရင်6လေးလိုပဲ6လေးဆိုရင်ကျွန်တော်နှစ်ပတ်မှန်းတယ်နှစ်ပတ်ကြော်ပြီးတော့မှထွက်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့6လေးဒီမှာထွက်တယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာ6လေးမှန်းတာပေါ့ဒီဘက်မှာစမှန်းတာပေါ့နော်6လေးကဒီမှာနောက်ဆုံး3ပတ်မြောက်လောက်မှာထွက်သွားတာပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိတယ်ပေါ့နော်ဓာတ်ကွက်ကောင်းမွေးခြင်းတယ်လို့ဆိုရင်တော့အဲ့လိုမျိုးလိုက်မွေးလို့ရမယ်ပေါ့နော်အဲ့တော့အခုကျွန်တော်က9-3ညနဲ့ပတ်သက်လို့ဘလို့ကြိုက်တာလဲဆိုတော့ကျွန်တော်ဒီမှာခွင်တစ်ထွက်တယ်အဲ့ခွင်တစ်ကတပင်2ပင်3ပင်4ပင်ချာမှာတစ်ခွင်လို့သူကပြောင်းမြန်လန့်ထွက်လိုက်တာပြောင်းမြန်လန့်ထွက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်သူ့အောက်မှာ10ပရိတ်နဲ့50ကပြန်ကြပြီလားဒီမှာ9-3ညနဲ့10ပရိတ်ပြန်ကြပြီလားအဲ့10ပရိတ်က2ခါတော့တစ်ခါလေးထက်တယ်ပေါ့နော်2ပင်ထက်တာမျိုးတွေရှိတယ်10ပရိတ်2ခါကြတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့က9-3ညကတပင်2ပင်3ပင်4ပင်မှာ3ည5လို့ပြန်ကြလိုက်တာကြပြီးရတဲ့သူကဒီမှာ10ပရိတ်လာတာ10ပရိတ်လာပြီးတာနဲ့ဒီမှာ10ပရိတ်ပြန်ထက်တာထက်ပြီးတာနဲ့သူကတပင်ကျော်မှာ50ဆိုတဲ့ကဏ္ဍထွက်တာပေါ့နော်ပြောရမယ်ဆိုဒီလိုပြောင်းပြန်ပြန်ကြပြီးရတဲ့10ပရိတ်ရိုက်တယ်ရိုက်ပြီးရတဲ့50ထွက်တယ်ပြောချင်တာပေါ့နော်အဲ့ဒါသွားချင်တာပေါ့အခုကျွန်တော်တို့ကဒီမှာက9-8ပေါ့နော်တပင်2ပင်3ပင်4ပင်မှာ8-5လို့သူကပြောင်းပြန်ကြတာပေါ့နော်ပြောင်းပြန်ကြတော့ဒီအောက်မှာကျွန်တော်က10ပရိတ်ကြိုက်တာ10ပရိတ်ကြိုက်တော့ကျွန်တော်ကဒီ Telegram မှာပေါ့နော် Telegram နဲ့ Viber မှာကျွန်တော်ကဒီမှာ10ပရိတ်ပေါ့နော်ဟိုဟာ30ရက်နေရပေါ့နော်30ရက်နေကျွန်တော်10ပရိတ်ထည့်ပြီးတယ်ခွန်တစ်ထည့်ပြီးတယ်26ပါသေးလား26နဲ့ခွန်တစ်တော့ဒီမှာခွန်တစ်တစ်ခွက်ပဲပါတယ်နော်အဲ့ခွန်တစ်ကညနေခင်းမှာထွက်သွားတယ်ပေါ့နော်ကျွန်တော်က YouTube မှာမတင်ပေးတာ Telegram နဲ့ Viber မှာတင်ပေးပြတယ်ဒီခွန်တစ်ကညနေခင်းမှာထွက်သွားနော်31ရက်နေ့မှာလည်းဒီနှစ်လေးကညနေခင်းမှာထွက်သွားတာအဲ့နှစ်လေးနဲ့တင်5နဲ့6ပရိတ်ကလည်းသူက line နေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ထည့်ပေးတာပေါ့နော်နှစ်လေးကညနေခင်းမှာထွက်သွားတယ်ပေါ့နော်အဲ့တော့ပြောချင်တာဒီကောင်50ကဒီမှာကျွန်တော်တို့ဒီဘက်မှာပေါ့နော်10ပရိတ်ကျသွားပြီဒီမှာ8558ကြပြီးတော့ဒီမှာ10ပရိတ်ကျသွားပြီဒီမှာ10ပရိတ်တစ်ချိန်ထက်လာနိုင်သေးတယ်ပေါ့နော်10ပရိတ်တစ်ချိန်ထက်လာနိုင်ပြီးတော့မှအဲ့50ဆိုတဲ့ခဏကနောက်ကလိုက်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့က50ပေါ့နော်ဒီ50လေးကနောက်ကလိုက်နိုင်တယ်ပေါ့အဲ့တော့ဒီမှာကျွန်တော်တို့က50 10ပရိတ်နော်ဒီမှာ10ပရိတ်50ဒီဘက်မှာကျွန်တော်တို့ညနေဘက်မှာ10ပရိတ်ထွက်တာတော့50ညနေခင်းလည်းထွက်နိုင်ပေါ့နော်ထွက်နိုင်တယ်ပေါ့နော်မနေ့ကလည်းထွက်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကို50ကိုအဲ့လိုလေးကြိုက်တာပေါ့နော်အဲ့လိုမျိုးလေးဆက်လေးတွေလာတတ်လို့ပေါ့နော်နောက်ပြီးကြတော့ကျွန်တော်တို့ဒီမှာရှိတယ်เนาะဒီမှာ40ဒီ40ဆိုတဲ့ကဏ္ဍကဒီမှာတပင်3ပင်မှာ26ထောက်ပြီးတာနဲ့ဒီမှာ40လို့ပြန်ကြတာပေါ့နော်ဒီ40ဆိုတဲ့ကဏ္ဍကဒီမှာ26ထောက်ပြီးတာနဲ့40လို့ပြန်ကြတာပေါ့နော်ဒီမှာ96ဆိုတဲ့ကဏ္ဍကဒီမှာ26ထောက်ပြီးတော့ဒီမှာ96လို့ပြန်ကြတာပေါ့နော်ကျွန်တော်တို့96ပြန်ကြဘူးဒါရခဲ့တဲ့ site တွေပေါ့နော်အဲ့တော့ဒီမှာ96 26ထောက်ပြီးတော့96ပြန်ကြတာအဲ့ site ပေါ့နော်အဲ့တော့ဒီ site မှာကကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာဒီ40ဒီ40ရဲ့တပင်2ပင်3ပင်တပင်2ပင်3ပင်မှာသူကဒီမှာ3ပရိတ်ရှိတယ်တပင်2ပင်3ပင်4ပင်အောင်မှာလေသူက3ပရိတ်ရှိတယ်တပင်2ပင်3ပင်အောင်မှာခွန်ပရိတ်ရှိတယ်ပြောရမယ်ဆို3ပရိတ်ခွန်ပရိတ်လို့အဲ့လိုဒီဇိုင်းလေးရှိတယ်အဲ့ဒီခွန်ပရိတ်ရဲ့ဒီ40ပေါ့40နဲ့ဒီခွန်ပရိတ်ကြားတယ်ဒီမှာတပင်2ပင်3ပင်ဒီဘက်က9ဘူးတပင်2ပင်3ပင်ဒီထက်က9ဘူးဒီ9ဘူးဆိုတဲ့ကဏ္ဍကနော်
ဒီ96 sorry ဒီမှာ40ထွက်တဲ့အပင်ရဲ့တစ်ပင်နှစ်ပင်3ပင်ပါဗောနော်ဒီဘက်3ပင်မှာကျွန်တော်တို့ဒီ9ဘူးဆိုတဲ့ကဏ္ဍကသူကမွေးကဏ္ဍအနေနဲ့ပြန်ကြပေးတယ်ဗောနော်ဒီ9ဘူးကဒီမှာပြန်ကြပေးတယ်ဗောနော်အဲ့သဘောတွေ့ရတယ်ဗောနော်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီဘက်ဆိုင်မှာ96ဆိုတဲ့ဒီဘက်တပင်ကျော်မှာလာမယ်ကဏ္ဍဗောနော်တပင်နှစ်ပင်ဒီမှာကျွန်တော်တို့เนาะဒီမှာ96ကနေတပည့်နှစ်ပင်3ပင်တပည့်နှစ်ပင်3ပင်ဒီမှာ3ပရိရိုက်တယ်တပည့်နှစ်ပင်3ပင်4ပင်ဒီမှာ3ပရိရိုက်တယ်တပည့်နှစ်ပင်3ပင်ဒီမှာခွန်ပရိရိုက်တယ်3ပရိခွန်ပရိပဲเนาะအဲ့ဒီ3ပရိခွန်ပရိကနေဒီမှာတပည့်နှစ်ပင်3ပင်အထက်တက်တော့ဒီမှာ305ဒီကနေတပည့်နှစ်ပင်3ပင်အောက်စင်တော့305ဒီ305လေးရပါเนาะဒီ305ကကျွန်တော်ဒီဘက်မှာငွေကဏ္ဍအနေနဲ့လာနိုင်တယ်ပေါ့เนาะဒီ site ကြီးအဲ့လိုမျိုးပေါ့ဟိုဘက်မှာ9ဘူးကြတော့ဒီဘက်မှာ305လာနိုင်တယ်ပေါ့เนาะအဲ့တော့305ရဲ့ဒီအောက်မှာရှိတဲ့ဒီခွန်1ဆိုတဲ့ကဏ္ဍเนาะဒီ305ရဲ့အောက်မှာ95ရဲ့အောက်မှာရှိတဲ့ဒီခွန်6ဆိုတဲ့ကဏ္ဍကဒီမှာတော့တနင်္လာနေ့မှာရိုက်ထားတယ်เนาะဒီ95ရဲ့အောက်မှာရှိတဲ့ခွန်6ကဒီမှာတနင်္လာနေ့မှာရိုက်ထားတယ်အဲ့တော့ဒီမှာ305ရဲ့အောက်မှာရှိတဲ့ဒီခွန်1ကဒီမှာတနင်္လာနေ့မှာဗျာရိုက်မလားခုနကျွန်တော်ပြောတဲ့10ပရိရှိတယ်ဆိုတာပေါ့เนาะအဲ့တော့အဲ့ခွန်1တို့ဘာတို့ကလေရိုက်နိုင်တယ်ပေါ့เนาะအဲ့တော့ဒီမှာသူကအဲ့လိုမျိုးရိုက်နိုင်တဲ့ဟာကိုမှကျွန်တော်ဒီမှာဒီခုနကျွန်တော်ပြောတဲ့3ပရိပေါ့เนาะဒီ3ပရိကsorry 3ပရိခွန်ပရိကဒီဇောင်းမှာပေါ့နော်ဒီမှာသူခွန်6ဆိုတဲ့ကဏ္ဍရှိတယ်98ဆိုတဲ့ကဏ္ဍရှိတယ်နော်ဒီအောက်မှာ80ဆိုတဲ့10ပရိရှိတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာပေါ့နော်အဲ့တော့ဒီခွန်6နဲ့ဒီ98နဲ့နော်ဒီခွန်6နဲ့ဒီ98နဲ့ထဲရလေဒီမှာခွန်6ဆိုတာတကွက်ထွက်တာလည်းဖြစ်နိုင်တယ်နော်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီဘက်မှာရှိတဲ့ဒီ3ပရိခွန်ပရိကဒီဘက်ဇောင်းမှာရှိတယ်နော်98တပည့်နှစ်ပင်3မယ်ဒီမှာ98နော်ဒီ98ကဒီပေါ်မှာရှိတဲ့10ပရိကနော်10ပရိက98ကသူက98ကဘုံဖြစ်နေနော်အထက်အောက်လွဲပြီးတော့ဒီမှာ98ကဒီမှာအပေါ်ရှိတယ်ဒီမှာခွန်6 3ပရိရှိတယ်ဒီမှာ98ကအောက်မှာရှိတယ်26 10ပရိကအပေါ်မှာရှိတယ်အဲ့တော့ဒီဘက်မှာကဒီခွန်6ကဒီဘက်မှာခွန်6 sorry ဒီဘက်မှာခွန်6ထွက်တယ်အဲ့ခွန်6ကဒီကခွန်6 3ပရိဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဒီ98ဆို98ကဘုံတူတယ်ဆို98ကိုဖယ်လိုက်မယ်ဆိုရင်ဒီ26ကဒီ305ရဲ့အောက်မှာရှိတဲ့ခွန်1က10ပရိကသွားညီးနေတာဒီ10ပရိကဒီမှာ10ပရိလို့အရင်ရိုက်နိုင်တယ်ပေါ့နော်အဲ့တော့အများသောအားဖြင့်ကတော့အဲ့လိုကဏ္ဍတွေကပြောင်းပြန်လှန်ပြီးသွားရင်တော့လှန်တဲ့ပရိကတော့လာတတ်တယ်ပေါ့နော်အဲ့တော့ဒါဒီမှာလာမယ်ဆိုဒီဘက်မှာသူက6ခွန်3ဘူး3ပရိလာပြီးတော့မှဒီမှာကျွန်တော်တို့ကဒီခွန်1 10ပရိနဲ့26 10ပရိကဒီလိုနေရာမျိုးမှာလာတတ်တယ်ပေါ့နော်အဲ့လိုမှလာပြီးသွားရဆိုတော့90ဆိုတဲ့ကဏ္ဍကကျွန်တော်တို့အင်္ဂါနေ့မှာပို့ပြီးတော့ကစားလို့ကောင်းမှာပေါ့ဒါပေမဲ့ကျွန်တော်က90ကဒီမွေးကနန်းပုံစံမျိုးဖြစ်တော့ကြတော့ဘာပဲပြောကြိုက်နေတဲ့န်တော့တကွက်ကောင်းမွေးရင်လည်းလူကြတော့အဲ့လိုမျိုးလေးပဲမွေးထိုးထားတာကောင်းမယ်ပေါ့နော်အာယုံမများပဲနဲ့အဲ့ဒါလေးမွေးထိုးထားတာကောင်းမယ်ပေါ့နော်အဲ့တော့ဒါက90နဲ့ပတ်သက်လို့ပြောချင်တာပေါ့နော်အဲ့တော့ဒီမှာရှိတဲ့3ပရိခွန်ပရိဒီဘက်မှာတပည့်2ပင်3ပရိမှာ10ပရိပဲဒီမှာတော့တက်ခွန်ဖြစ်သွားပါပေါ့နော်ဒီဘက်မှာကျွန်တော်တို့က3ပရိခွန်ပရိတပည့်2ပင်3ပရိမှာ10ပရိပဲနော်အဲ့တော့ဒီမှာရှိတဲ့98ဒေါ်လာကောင်းခွန်6ဒေါ်လာကောင်းနောက်ဆုံး98ဆိုတဲ့ကဏ္ဍရန်တော့ထိုးအောင်ပါပေါ့နော်အဲ့တော့အဲ့ဒါလေးကိုပြကြတာဒီဒီဇိုင်းထဲနဲ့ကြာသွားတယ်ပေါ့နော်အဲ့ဒါလေးကိုပြကြတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီမှာခွန်9ခွန်နဲ့ဒီမှာ90ဆိုတဲ့ကြတဲ့ site ရှိတယ်ဒီမှာခွန်9ခွန်နဲ့ဒီမှာ90ဆိုတဲ့ကြတဲ့ site ရှိရပါတော့အဲ့တော့ဒီပေါ်ကတ်မှာခွန်9ခွန်နဲ့90လို့သူကဒီကဏ္ဍသုံးလုံး site ကြလိုက်တာ ਨੇ သူကဒီဘက်သောင်းမှာရှိတဲ့9ခွန်ဒီမှာရှိတဲ့2 4ဆိုတဲ့ကဏ္ဍကသူကတစ်ပတ်2ပတ်3ပတ်4ပတ်5ပတ်မြောက်မှာနော်5ပတ်မြောက်မှာတောက်ကြနေမှာအဲ့ကဏ္ဍကဒီ2 4နဲ့5ခွန်နဲ့ဒီမှာ2 4ရမနဲ့ခဲမိုင်းကြတယ်5ခွန်ကညနေပိုင်းကြတယ်ကြပြီးရတယ်အဲ့2ကွက်ထဲကတစ်ကွက်ပြန်ထွက်တာဒီမှာနော်နောက်တစ်ပတ်ထဲမှာသူတစ်ကွက်ပြန်ထွက်ပြီးတာ2 4တစ်ကွက်ပြန်ထွက်ပြီးတာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကခွန်9ခွန်နဲ့90ပေါ့နော်အဲ့တော့ဒီမှာရှိတဲ့ခွန်1သူ့ရဲ့ဆောင်းမှာရှိတဲ့ခွန်1ဒီမှာ6တက်ပေါ့ပါဝါပေါ့ဒီမှာတော့နက်ခတ်ပေါ့နော်အဲ့တော့သူကဒီမှာ6ချက်လေးတော့ရှိတယ်ဒီမှာ10ပရိအောက်က9ခွန်ပါတော့ကဏ္ဍ9ဒီမှာခွန်ထိတ်ထွက်ပြီးမှပြန်ထွက်ပြီးတာနော်အဲ့လိုမျိုးပေါ့နော်ဒီ90ရဲ့ဆောင်းမှာရှိတဲ့ဒီ10ထိတ်အောက်ကခွန်1ကဒီမှာခွန်ထိတ်ထွက်ပြီးတော့မှဒီမှာ1ခွန်ပြန်ထွက်ပြီးတာသူကဒီပင်မှာဖောင်းမင်ပါတော့ဒီဘောခွန်ထိတ်ကိုပဲဒီမှာခွန်ထိတ်ထွက်ပြီးတော့မှ1ခွန်ပြန်ထွက်ပြီးတာထွက်ပြီးတော့မှဒီကောင်ကဒီ6တက်ကကျွန်တော်တို့တောက်ကြနေမနက်မှာကြာတာပေါ့နော်ဒီမှာတော့တောက်ကြနေမှာမနက်ကောညအောင်ကြာသွားဒီမှာကျတော့ကျွန်တော်တို့ကြာတာပရင်းညနေမှာခွန်ထိတ်ထွက်ပြီးရတယ်1ခွန်ကြပြီးရတယ်ဒီ16ကပြန်ကြပြီအဲ့ကြခဲ့တဲ့ဒီ16နဲ့1ခွန်နှစ်ကွက်ထဲရဒီမှာတစ်ခွက်ပြန်ထွက်မှာ16တက်ခွန်ပေါ့နော်သဘောတူပြောချင်တာအဲ့16နှစ်ကွက်ထဲကတစ်ခွက်ပြန်ထွက်မှာ16ထွက်မှာ1ခွန်ထွက်မှာခုနကျွန်တော်ပြတဲ့10ပရိနဲ့ဆိုရင်1ခွန်တော့ဟိုင်းမျိုးလဲထိုးလို့ရတယ်နော်1ခွန်လည်းထိုးလို့ရတယ်ကျွန်တော်တို့က
ဒီခွန်ဘရိတ်ဆိုလိုဟာမျိုးကလည်းကျွန်တော်ဒီတစ်ပတ်မှာခွန်ဘရိတ်ကြိုက်တဲ့အတွက်ကြောင့်ခွန်ဘရိတ်လိုဟာမျိုးကလည်းထည့်ထိုးအောင်ပါပေါ့နော်အဲ့တော့ဒါက16နဲ့တက်ခွန်ပြောချင်တာပေါ့နော်နောက်ပြီးတော့ဒီမှာကျွန်တော်တို့ကဒီမှာ50ဒီမှာ85တင်5လို့ရိုက်သွားပြီပေါ့ဒီ site ဟောင်းပေါ့နော်အဲ့တော့ဒီမှာတစ်ထိတ်6ဘိတ်6ဘရိတ်ရိုက်ထားရှိတယ်ပေါ့နော်အဲ့တော့ဒီ site ကဒီ50ရဲ့ဇောင်းမှာခွန်ဘရိတ်ကြတယ်တစ်ဘရိတ်ကြတယ်တစ်ဘရိတ်ကြပြီးတော့မှဒီမှာသူကခွန်ဘရိတ်ပြန်ရိုက်တယ်အဲ့ဒီခွန်ဘရိတ်ကလည်းကနန်းတူပဲဒီအောက်မှာပြန်ကြတယ်ပေါ့နော်2.5ဆိုရင်2.5ပဲပြန်ကြတယ်အဲ့သဘောသွားကြတာအဲ့ဒီမှာ60နဲ့96ဆိုတဲ့ကဏ္ဍရှိတယ်ပေါ့နော်နက်ခတ်နဲ့6ပရိတ်နဲ့ရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကတင်5ကဏ္ဍတူတယ်ဒီမှာ85ရိုက်တယ်တင်5ရိုက်တယ်ပေါ့နော်ရိုက်တော့ကြတော့ဒီဘက်မှာတစ်ထိတ်6ပိတ်ရှိတယ်63ဆိုတဲ့ကဏ္ဍရှိတယ်ပေါ့နော်အဲ့တော့တစ်ထိတ်6ပိတ်63ဆိုတဲ့ကဏ္ဍရှိတယ်အဲ့ကဏ္ဍဖြစ်ပြီးတော့မှဒီမှာခွန်ပရိတ်တစ်ပရိတ်ရိုက်တယ်ဒီမှာခွန်ပရိတ်ကြတယ်ပေါ့နော်အဲ့ဒီခွန်ပရိတ်က16ကဒီဘက်မှာဘယ်ပင်ကြမယ်မသိဘူးပေါ့နော်အဲ့ဒီ16ကဒီမှာခွန်ပရိတ်ပြန်ကြမှာအဲ့တော့ဒါကခွန်ပရိတ်လိုင်းကိုပြောချင်တာပေါ့နော်ဒီမှာ96နက်ခတ်နဲ့6ပရိတ်နဲ့ရှိတယ်ပေါ့နော်အဲ့တော့ခွန်ပရိတ်ကဒီပြန်ကြမှာအဲ့ခုနပြောတဲ့16နဲ့1ခွန်နဲ့အနာကွက်ထဲရဆိုရင်16လည်းကောင်းတယ်ဆိုတော့ပြောချင်တာပေါ့နော်အဲ့တော့ဒီမှာခွန်ပရိတ်ကဒီမှာပြန်ကြတယ်25ပြန်ကြတယ်ဒီမှာခွန်ပရိတ်ကဒီမှာပြန်ကြမယ်16ကြမလားတခြားသောခွန်ပရိတ်ကြမလားဒါပဲတစ်ချက်ကြည့်ရမှာပေါ့နော်အဲ့တော့16တို့ဟာမျိုးကထည့်ပြီးတော့ထိုးတင်တယ်ပေါ့ဗျာပြောချင်တာတော့နော်အဲ့တော့ဒါခုနခွန်5ခွန်နဲ့50ဒါကမနက်ခင်းတက်ကလင်နာပေါ့နော်ခွန်5ခွန်နဲ့50ဒါကျွန်တော်မနက်ခင်းတက်ကလင်နာနဲ့သွားတာမို့လို့အဲ့တော့ကျွန်တော်တို့ဒီမှာဒါအင်္ဂါနေ့ site တွေဗျအင်္ဂါနေ့ site တွေကိုမှအင်္ဂါနေ့ site တွေကိုတစ်ချက်တော့ပြလိုက်ပြီတော့ဒီမှာခွန်ဘူး2ခွန်3ခွန်ပေါ့နော်ဒီမှာ6ပရိတ်ရိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာလည်းခွန်ဘူး2ခွန်3ခွန်ပေါ့နော်ဒီမှာ6ပရိတ်ရိုက်တယ်ပေါ့နော်ကျွန်တော်ပြတဲ့ line လေးတိုင်းတာကြည့်လိုက်တော့နော်အဲ့တော့ဒီမှာဒီပထမအဝါ line ကံမှာခွန်ဘူး2ခွန်3ခွန်6ပရိတ်ရိုက်တယ်ပေါ့ရိုက်ပြီးတာနဲ့သူကဒီမှာအပူးကိုခွန်နဲ့ကြတယ်ရှစ်ပရိတ်ကိုခွန်နဲ့ရိုက်တယ်ရိုက်ပြီးတာနဲ့သူတပည့်နဲ့ပဲ3မိနစ်4မိနစ်မှာခွန်တစ်လုံးပြန်ရိုက်တယ်ပေါ့နော်ခွန်တစ်လုံးပြန်ရိုက်တယ်ပေါ့နော်အဲ့တော့ဒီခွန်တစ်လုံးရိုက်ပြီးတာနဲ့သူ့ရဲ့ဒီဘက်ဒီခွန်တစ်ကဘေးမှာရှိတဲ့ဒီတစ်နောက်ပိတ်ကဒီမှာတစ်ပူးလို့ရိုက်တယ်နော်တစ်ပူးလို့ရိုက်ပြီးတာနဲ့ဒီ4တစ်ဆိုတဲ့ကဏ္ဍအဲ့ထက်မှာ4တစ်လို့ပြန်ထွက်တာဒီမှာ4တစ်လို့ပြန်ထွက်တာနော်အဲ့တော့ဒီဘက်မှာရှိတဲ့ခွန်တစ်ကဇောင်းမှာရှိတဲ့ဒီမှာ9656 5ပရိတ်ပေါ့နော်အဲ့ဒီ5ပရိတ်ကဒီဘက်မှာ5ပရိတ်ဆိုတာရှိတယ်ပေါ့နော်သဘောတရားအဲ့တိုင်းသွားတာပေါ့နော်အဲ့တော့ဟုတ်ပြီဒါပထမတက်ကဒီမှာ4တစ်ဆိုတဲ့ကဏ္ဍဒီမှာ4တစ်လာကျင်တာပေါ့နော်4တစ်ဆိုတဲ့ sorry ဒီ4တစ်မဟုတ်ဘူးဒီခွန်တစ်เนาะဒီတစ်နောက်ဘက်ကတစ်ဘူးထွက်တာထွက်ပြီးတော့မှဒီခွန်တစ်ကကျွန်တော်တို့ဒီမှာခွန်တစ်ကဒီမှာဒီဘက်ထဲမှာခွန်တစ်လို့ပြန်ကြပြီလားဒါဘိုးရုံးမကြော်ပေါ့เนาะဒီမှာတစ်ပင်သုံးမယ်ဘိုးရုံးမကြော်ခွန်တစ်လို့ပြန်ကြပြီလားအဲ့တော့ဒီမှာကျွန်တော်တို့ကခွန်ဘူးခွန်တစ်လုံးနဲ့ရှစ်ပရိတ်ရိုက်ပြီးတော့မှဒီမှာခွန်တစ်လုံးပြန်ကြပြီးတော့မှအဲ့ခွန်တစ်ကဒီမှာပြန်ကြတာเนาะအဲ့တော့ဒီမှာကျွန်တော်တို့ကခွန်ဘူးခွန်နဲ့ခွန်3ဒီမှာ6ပရိတ်ရိုက်ပြီးတာနဲ့သူကဒီအောက်မှာသူက6ဘူးเนาะ6ဘူးထွက်တယ်အဲ့6ဘူးကဒီသူ့ရဲ့တပင်ကျော်မှာ10ပရိတ်ရိုက်တယ်အဲ့10ပရိတ်က6တလုံးနဲ့ပဲရိုက်တာရိုက်ပြီးတော့မှတပင်2ပင်3ပင်4ပင်မှာသူကဒီ6ဘူး6နှစ်ဒီမှာ6တလုံးဆိုပြီးတော့သူက6တလုံးပြန်ရိုက်တာပေါ့နော်6တလုံးကြပြီးတော့မှဒီ9နောက်ပိတ်ကဒီမှာ9ဘူးလို့ရိုက်တာဒီ9နောက်ပိတ်က9ဘူးလို့ရိုက်တာရိုက်ပြီးတော့မှဒီ26ဆိုတဲ့ကဏ္ဍဒီဘက်ထဲမှာ26ဆိုတဲ့ကဏ္ဍပြန်ကြမှာเนาะ10ပရိတ်ပေါ့နော်အဲ့တော့26ဆိုတဲ့ကဏ္ဍပြန်ကြမှာအဲ့ဒါကတော့ဘိုးရုံးမကြော်ပဲတခါတလေမှာကဏ္ဍစောကြတယ်တခါတလေမှာနောက်ကြတယ်ပေါ့နော်အဲ့တော့ဒါ3မိနစ်တွင်မှန်းမှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်26ကအောက်မှာရှိတဲ့9696ဒီမှာ5ပရိတ်ရှိတယ်အဲ့5ပရိတ်ကဒီမှာ5ပရိတ်ရှိတယ်ပေါ့နော်ခုနလည်းဒီမှာ9656 5ပရိတ်ကဒီမှာ5ပရိတ်ရိုက်တယ်ပေါ့နော်အဲ့တိုင်းသွားမှာဒီမှာမှသူက1ပရိတ်6ပရိတ်ကဘေးမှာကြားတယ်ဒီမှာ6ပရိတ်ဒီ1ပရိတ်ကဘေးမှာဒီ26က26လို့ကြားမှာဒါက10ပရိတ်နဲ့ပတ်သက်လို့ဒါခုနတစ်ဆက်တည်းပြတာပေါ့နော်အဲ့တော့ဒီနေ့ကကျွန်တော်ကြိုက်တယ်ဆိုတစ်ပရိတ် line တွေကြိုက်တယ်ဗျာတစ်ပရိတ် line တွေကြိုက်တယ်ဒီ site ဆိုရင်ကျွန်တော်တို့ကဒီ site လေးဆိုရင်ဒါအကြမ်းမြင့်မှသွားလိုက်တော့မှာဒီ frame ဆိုရင်ကျွန်တော်9656အဲ့9656တွေက96ဆိုတဲ့ကဏ္ဍတစ်ခုကဒီမှာပြန်ကြမှာ45နဲ့တပည့်နဲ့ပဲသုံးမယ်နော်တန်းထဲမှာပြန်ကြမှာနော်ဒီမှာ9656ဒီမှာ9656နော်ဒီမှာ45နဲ့တန်းထဲမှာတပည့်နဲ့ပဲသုံးမယ်ဒီမှာတစ်ပရိတ်ပြန်ကြမှာဒီမှာမကြခဲ့ဘူးနော်အဲ့တော့ဒီမှာတစ်ပရိတ်လိုဟာမျိုးကဒီ9656နဲ့တန်းထဲမှာတစ်ပရိတ်ကြနိုင်တယ်ဘာလို့ဆိုတော့ဒီမှာ65ဒီမှာ96နဲ့တန်းထဲမှာဒီမှာလည်း96နဲ့တန်းထဲမှာ65ကြာတာပေါ့နော်ဒီမှာလည်း65နေရာမှာမကြာဘဲနဲ့96နဲ့တန်းထဲမှာကြာမယ်ဆိုရင်65တစ်ပရိတ်လိုဟာမျိုးကြာနိုင်တယ်ပေါ့နော်အဲ့တော့ဒါကတစ်ပရိတ်ဆိုင်နေတဲ့ပတ်သက်လို့ပြောတာပေါ့နော်ကျွန်တော်နောက်ကျတစ်ပရိတ်ဆိုင်လေးဒါလေးကလေတစ်ပရိတ်ဆိုင်လေးရှိပါပေါ့နော်ဒါတစ်ပရိတ်ဆိုင်ပေါ့နော်ဒီဆိုင်ဆိုကျွန်တော်ခွင်းနဲ့9683ပေါ့နော်ဒီမှာဘူပရိပေါ့နော်ဒီမှာဘူပရိရိုက်တာဘူပရိရိုက်တာပေါ့နော်အဲ့ဒါလေးပဲပြလိုက်ပါနော်အဲ့တော့ခွင်းနဲ့96
83ပေါ့နော်ဒီမှာရှိတဲ့တစ်ပရိတ်ကဒီမှာတစ်ပရိတ်ဒီမှာ3ချိန်ရိုက်နေတယ်ပေါ့နော်အဲ့တစ်ပရိတ်နဲ့ပတ်သက်လို့ပြောတာပေါ့နော်တစ်ပရိတ်နဲ့ပတ်သက်လို့ရှိရင်96လို့ဟန်ဘူးကောင်းနေဗျာနော်နောက်ကျတော့ကျွန်တော်96ဆိုတဲ့ကဏ္ဍကကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ကျော်တုန်းကလာမသိဘူးနော်96က စိုက်ရှိတယ်ပေါ့နော်စိုက်ရှိတစ်ပရိတ်မှာကြာလာတယ်ဆို96လို့ဟန်မျိုးကအရင်လာနိုင်နေတယ်ပေါ့နော်96တို့29တို့ကဏ္ဍမျိုးကစိုက်ကြံနေပေါ့နော်စိုက်ကြံနေရှိတယ်အဲ့ဒါတွေလာနိုင်တယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကကျတော့တူတူလေးပဲ site တူတူလေးပဲဗျာเนาะဒါပေးရင်တော့သူဒါအပူးချမလားပေါ့เนาะကျွန်တော်တို့အပူးလေးမြင်နေပေါ့เนาะအဲ့တော့ဒီမှာ45လို့ကဏ္ဍတူထွက်ပြီးတော့ဒီမှာ6ပရိတ်2လေးရိုက်တယ်နှက်ခတ်ရိုက်တယ်ရိုက်ပြီးတာနဲ့သူ့ရဲ့အောက်မှာဒီမှာ45လို့ပြန်ထွက်တာပေါ့เนาะဒီမှာ45ထွက်တာပေါ့ဒီမှာညီကိုပြန်ထွက်တာပေါ့ဗျာเนาะအဲ့တော့ဒီ45ထွက်တဲ့ဒီဇောင်းနဲ့ဒီဇောင်းနဲ့မှာသူက9ပရိတ်က9ပရိတ်လို့ရိုက်တာ9ပရိတ်လို့9ပရိတ်လို့ရိုက်ပြီးတော့မှဒီမှာအပူးကြပြီးတာတွေ့ရပါပေါ့เนาะဒီမှာအပူးကြဒီမှာတော့အပေါ်တွေကအပူးရှိလို့အောက်ကအပူးလိုက်တာလားတော့မသိဘူးပေါ့เนาะဒါပေမဲ့ဒီမှာအပူးကြတယ်6ပူးဆိုတဲ့2ပရိတ်ကြတယ်ပေါ့နော်အဲ့တော့ဒီမှာ1ထွက်တယ်ညီကိုနဲ့ကဏ္ဍညီကိုကဏ္ဍဟိုမှာဘေးတိုက်ရှင်ကြတယ်ဒီမှာတပင်2ပင်3ပင်2 4 6ပရိတ်ရိုက်တယ်ဒီမှာလည်းတပင်2ပင်3ပင်2 4 6ပရိတ်ရိုက်တယ်ပေါ့နော်အဲ့တော့ဒီ1ညီကိုကဏ္ဍဘေးတိုက်ရှင်ကြပြီးတော့မှဒီမှာ2 4 6ပရိတ်ရိုက်တယ်ရိုက်ပြီးတော့မှဒီမှာ45လို့ထွက်တာပဲနော်အဲ့တော့ဒီမှာလည်း45ညီကိုထွက်တာပဲထွက်ပြီးတော့မှသူ့ရဲ့ဆောင်းမှာရှိတဲ့ဒီ1ပရိတ်ကဒီမှာ1ပရိတ်သွားတယ်ပေါ့နော်1ပရိတ်က1ပရိတ်သွားတယ်ဆိုရင်ဒီမှာကျွန်တော်တို့ကအပူးလာမှာလားနော်ဒီမှာအပေါ်မှာပူးတယ်အပေါ်မှာပူးတယ်အပူးကြတယ်ဒီမှာအပူးလာမှာလားဒါမှမဟုတ်ဒီမှာပါဝါကြတယ်ပါဝါလာမှာလားဒီမှာပါဝါတစ်ချက်ကြောက်ရတယ်ကျွန်တော်တို့နော်ဘာဖြစ်လို့ဆိုတော့ तू ကဒီပေါ်မှာပါဝါတွေရိုက်ထားတယ်နော်ဒီပေါ်မှာ तू ကအပူးတွေရိုက်ထားတယ်အဲ့တော့အပူးကအပူးကြတယ်ပေါ့ဗျာပါဝါကြတယ်အဲ့တိုင်းသွားနိုင်တယ်ဗျာနော်ဘာလို့ဆိုတော့ဒီမှာ10ဘူး9ဘူးကဒီမှာအပူးကြတယ်ပေါ့နော်အပူးပဲယူရမှာဗျာနော်ပါဝါဆိုလဲ10ကိုပါဝါပဲယူရမှာဗျာအဲ့ထဲမှာဝမ်းချင်းရှိရင်ဝမ်းချင်းနဲ့လိုက်ထိုးပေါ့ခုနကျွန်တော်ပြရတဲ့ထဲမှာ16လို့ကဏ္ဍမျိုးပြန်ထွက်မှာပေါ့တစ်ပရိတ်ဆိုရင်38လို့ဟာမျိုးထွက်မှာပေါ့နော်သဘောတူပြောပြပါဝါတွေရှိတယ်ပေါ့နော်အဲ့တော့ခုနကျွန်တော်ပြခဲ့တဲ့တစ်ပရိတ်ခွန်ပရိတ်နော်ဒီမှာဒီပါဝါတွေဒါတွေရှိမယ်ပေါ့နော်တခြားသောပရိတ်ဆိုရင်တော့တချို့သဘောတူကိုကြိုက်နေတဲ့ပါဝါနဲ့ညှိထိုးပေါ့နော်ဒါကပါဝါလေးဖြစ်နိုင်တယ်ဗျာနော်ကျွန်တော်ထင်တော့ပါဝါပူးကြိုက်တယ်ဗျာနော်ဒီမှာပါဝါ3ချိန်ရိုက်နေတယ်ဒီမှာအပူဆိုပြီးတော့အပူ3ချိန်ရိုက်ထားတယ်ပေါ့နော်အဲ့တော့ဘာပဲပြောဒီကောင်ပါဝါကိုကျွန်တော်ကတော့ဒီနှစ်ကွက်ကြိုက်တယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ပြောကြည့်အောင်အဲ့တော့ဒီ site ကတော့ကျွန်တော်တို့ကတစ်ပရိတ်ခွင်လေးကဏ္ဍလူကြပြီးတစ်ပရိတ်ရိုက်တယ်30ရိုက်တယ်တင်ငါကဏ္ဍလူကြပြီးတော့6ပရိတ်ရိုက်တယ်ဒီမှာ30ရိုက်တယ်ပေါ့အဲ့ဒီ site မှာကသူက9ပရိတ်ဒီပြတယ်9ပရိတ်ဒီတစ်ပတ်ထဲ4 9ပရိတ်ကလာနိုင်တယ်4 9အလုံးပါ4 9ပရိတ်ရှိတယ်ဒီတစ်ပတ်ထဲမှာ4 9အလုံးပါ4 9ပရိတ်ကလာနိုင်နေပါနော်အဲ့ဒါကြိုက်တယ်ကျွန်တော်အဲ့တော့9ပရိတ်ကလည်းကျွန်တော်ပြီးခဲ့တဲ့ဘက်နဲ့ site တွေပြနေတာပေါ့နော် site တွေပြီးခဲ့တဲ့ဘက်ဆိုတစ်ပတ်ကျော်နေပါပေါ့ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်တင်းလာနေတရက်ပဲပြရတာပါအဲ့တော့ဒီမှာကျွန်တော်တို့ကဒီ site မှာပေါ့နော်ဒီမှာလည်းဒီ30မှာဒီအောက်မှာသူကဒီအောက်မှာဒီ30အောက်မှာဒီမှာနော်ကျွန်တော်တို့9ပရိတ်ဒီမှာတင်းလာနေမှာထွက်တယ်ဒီမှာ9ပရိတ်ရှိတယ်ဒီကောင်အပင်အတူတူပဲအဲ့9ပရိတ်ကဒီ9ပရိတ်ကပေါ့နော်ဒီဘက်မှာရှိတဲ့9ပရိတ်ဒီကနေပြီးဒီမှာ9ပရိတ်လာဟိတ်တာလေသူကဖြစ်နိုင်တယ်နော်ဒီဘက်မှာကျွန်တော်တို့ကဒီ site မှာဆိုရင်တင်ငါနှစ်လေးဆိုဒီဘက်မှာ9ပရိတ်တွေရှိတယ်ဒီမှာအဲ့9ပရိတ်တွေကဒီမှာ9ပရိတ်လာရိုက်နေတယ်ဗျာနော်အဲ့တော့ဒါ9ပရိတ်နဲ့ပတ်သက်တဲ့ site ပေါ့ဗျာနော်ဒီမှာသူကဒီမှာ30ရအောင်မှာဒီမှာ90ထွက်တာဒီမှာ9ပရိတ်ထွက်တာ sorry နော်အဲ့တော့ဒီမှာကျွန်တော်3ရအောင်မှာဒီမှာ9ပရိတ်အဲ့9ပရိတ်တွေကဒီဟာလာတဲ့9ပရိတ်တွေနော်ဒီ9ပရိတ်တွေကဒီဟာလာတဲ့9ပရိတ်တွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါ9ပရိတ်နဲ့ပတ်သက်လို့ပေါ့နော်ဒါအကျန်းတော့ပဲကျွန်တော်ပြတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်လေ9ဘူးပါဝါ9ဘူးတစ်ပင်2ပင်3ပင်4ပင်ဒီမှာကျွန်တော်တို့ဒီမှာခွန်းနဲ့9ပရိတ်ကြာတာဒီမှာ45ပါဝါ45တစ်ပင်2ပင်3ပင်4ပင်ဒီမှာကျွန်တော်တို့ပါတော့9ပရိတ်ပေါ့နော်9ပရိတ်ဆိုခွန်းနဲ့တစ်ခွက်ရှိမယ်ကျွန်တော်တစ်ခွက်2ခွက်3ပင်နော်တစ်ပင်2ပင်3ပင်4ပင်ဒီမှာခွန်းနဲ့ပါဝါကြာတယ်နော်တစ်ပင်2ပင်3ပင်4ပင်ဒီမှာခွန်းနဲ့ပါဝါကြာနိုင်တယ်ခုနပါဝါထဲမှာဒါထည့်ရမှာနော်အဲ့တော့ခွန်းနဲ့9ပရိတ်ရှိတော့ကြတော့ခွန်းနဲ့ဆိုတဲ့ဟာမျိုးပါဝါထဲမှာပါတယ်တို့ကြောင့်မို့ကျွန်တော်တို့ထည့်ရမယ်နော်ပါဝါအဲ့3ခွက်လောက်ကြိုက်တယ်ပေါ့နော်အဲ့တော့ဒီကောင်က9ဘူးပြန်ကြတာဒီကောင်က45ပြန်ကြတာကြာတာကမှဒီ frame ပေါ် site နဲ့သွားတာကြာတာမှဒီ frame ပေါ် site နဲ့သွားတာသွားပြီးတော့မှဒီ9ဘူးရဲ့ဆောင်းမှာခွန်းနဲ့9ပရိတ်ရိုက်တယ်ဒီ45ရဲ့ဆောင်းမှာ9ပရိတ်ရိုက်မှာလားအပူရိုက်မှာလားအဲ့ဒါတစ်ချက်ကြည့်ရအောင်နော်ဒီမှာအပူဆိုတော့ပါဝါရိုက်တယ်ဒီမှာညီကိုဆိုတော့အပူပဲရိုက်မှာလားပါဝါပဲရိုက်မှာလားအဲ့လိုတွေလည်းရှိသေးတယ်ပေါ့နော်အကြမ်းမြင့်လေးတွေပဲသွားတာပေါ့နော်ကျွန်တော်အဲ့တော့ဒီကောင်ဆိုရင်ကျွန်တော်ဒီ9နှစ်ကနေ9နှစ်ပြန်ကြတယ်10ပရိတ်ရိုက်တယ်ပေါ့နော်
အဲ့ဒီဆိုင်နဲ့သွားတာရှစ်ပရိရိုက်ပြီးရိုက်တယ်ပေါ့နော်အဲ့တော့9နှစ်ရှစ်ပရိရိုက်ပြီးတော့မှ9နှစ်ကပေါ်ကနေသွားလဲတပည့်2ပင်3ပင်4ပင်5ပင်နော်9နှစ်ကပေါ်ကနေဒီ3ပေါ်ကနေတပည့်2ပင်3ပင်4ပင်5ပင်မှာရှစ်ပရိပြန်ရိုက်တယ်နော်ဒီရှစ်ပရိကရှစ်ပရိပြန်ရိုက်တယ်ရိုက်တဲ့ခါမှာသူအပေါ်မှာ6တက်ထွက်ပြီးတော့မှရှစ်ပရိရိုက်ပြီးတာနော်အဲ့တော့ဒီမှာ9နှစ်တက်ခွင်ရှစ်ပရိရိုက်တယ်ပေါ့နော်အဲ့တော့ရှစ်ပရိဒီ3ခုနော်ရှစ်ပရိ9နှစ်ကပေါ်မှာရှိတဲ့ဒီ3ထက်ကနေတပည့်2ပင်3ပင်4ပင်5ပင်ဒီမှာထွက်တဲ့ခါကျရှစ်ပရိရိုက်မယ်ပေါ့နော်အဲ့ဒီရှစ်ပရိကအပေါ်မှာ16ရိုက်ပြီးတော့မှရှစ်ပရိရိုက်မှာပေါ့ဒီဘက်မှာလေကျွန်တော်တို့16ရိုက်ပြီးတော့မှရှစ်ပရိရိုက်ထားတာပေါ့နော်အဲ့ဒါကျွန်တော် site ဟောင်းနေပဲနော်ဒီမှာဆိုတောက်ကြနေ16ပေးသွားတာအဲ့ site ကရှစ်ပရိပြန်ရိုက်တယ်ဒီမှာကျွန်တော်တို့က16ထွက်ပြီးတော့မှရှစ်ပရိပြန်ရိုက်မယ်ပေါ့နော်အဲ့တော့ဒါတွေက site အကျန်းနေပါပေါ့နော်လောဆယ်ကျွန်တော်ဒီရှစ်ပရိနဲ့ပတ်သက်လို့ပြလိုက်တဲ့ site အကျန်းလေးတွေပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့က3ခွင်6ပရိ6ဘူး13ထွက်တယ်နော်3ခွင်6ပရိ6ဘူး13ထွက်တယ်အဲ့13ကဒီဘက်ထဲမှာပြန်ကြမှာဒီမှာ13ပြန်ကြတယ်ပေါ့နော်အဲ့တော့ဒီမှာ3ခွင်6ပရိ6ဘူး65ဒီဘက်ထဲမှာဒီမှာ65ကျွန်တော်ပြန်ကြမယ်လို့ဒီနာမှန်းခဲ့တာပြည့်ရည်ပါတော့မကြောက်အဲ့65ဒီဘက်မှာလာနိုင်တယ်အဲ့65ဒီဘက်မှာလာနိုင်တော့ကျတော့ခုနကျွန်တော်ပြောခဲ့တဲ့ tip လေး site တွေနဲ့ဒါအဲ့လိုမျိုးလေးဆက်တဲ့ site လေးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကတော့ကျွန်တော်တို့ဟိုပြောရမယ်ဆိုတော့သူချပေးခြင်းတင်လဲချပေးမှာပေါ့နော်မပေးခြင်းလည်းမပေးဘူးပေါ့နော်အဲ့ဒါတွေကတော့ site တွေကတော့ကောက်ပြက်တာလည်းရှိသလိုမှန်တာလည်းရှိတာပေါ့နော်အဲ့တော့ဒီ site ဆိုရင်ကျွန်တော်တို့ကဒီမှာ6556နော်6556တစ်ပရိတ်ကိုကဏ္ဍတူပြောင်းပြန်လမ်းကြရတယ်ပေါ့နော်တစ်ပရိတ်ကဏ္ဍတူပြန်ကြရတယ်ပေါ့နော်ဒီမှာတစ်ရှိရိုက်တယ်အဲ့ဒီမှာသူကဒီဘက်မှာရှိတဲ့တင်9နဲ့တစ်ရှိနေရဒီမှာတောက်ကြမှာရိုက်တယ်ရိုက်ပြီးတော့အဲ့တင်9ဒီမှာဒီဘက်တောက်ကြမှာပြန်ရိုက်တာနော်ဒီဘက်တောက်ကြမှာပြန်ရိုက်တာတင်9ပြန်ရိုက်တာပေါ့နော်အဲ့တော့ဒါတင်9ကိုဒါမွေးထိုးရဲဆိုရင်ထိုးခြင်းတဲ့လူတို့ဆိုရင်ဒါ site ရှိတယ်ဆိုတော့ပြောချင်တာပေါ့နော်ခုနကလည်းကျွန်တော်တောက်ကြမှာတင်9ထွက်တဲ့ကြောင့်မလို့ဒီပင်ကြုံမှာဒီပြီးခဲ့တဲ့အပတ်မှာသူက1နဲ့9နဲ့မပြောဘူးနောက်တစ်ပတ်မှာတင်9ပြန်ထွက်တာပေါ့နော်အဲ့ဒါလေးတွေရှိတယ်ပေါ့နော်ဒီမှာလဲခွင်လေးကဏ္ဍတူကြပြီးတော့ဒီမှာတစ်ရှိရတယ်ဒီမှာရှိတဲ့36နဲ့5တက်ကဒီမှာတောက်ကြမှာထွက်တယ်အဲ့တောက်ကြမှာထွက်ခဲ့တဲ့ဒီတင်9ဒီဘက်မှာတောက်ကြမှာထွက်မှာလားဒီဘက်ထွက်မှာတင်9ထွက်မှာလားတင်9 site တွေရှိတယ်ဆိုတော့ပြောချင်တာပေါ့နော်အဲ့ဒါလေးတွေရှိပါတယ်ပေါ့နော်အဲ့တော့ site တွေကတော့အဲ့ဒါလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီဆိုရင်25ပရိတ်3ခွင်ပေါ့နော်ဒီမှာကျွန်တော်တို့6ပရိတ်ဒီမှာ6ပရိတ်က6ပရိတ်ထွက်တယ်ပေါ့နော်ဒီမှာ6ပရိတ်ထွက်တယ်ပေါ့နော်ဒီမှာသူကဒီမှာတော့6ပရိတ်တစ်လုံးနဲ့လေးယူရတယ်ဒီမှာ25ပရိတ်3ခွင်ဒီမှာ1ပရိတ်က1ပရိတ်ထွက်မှာလားခွင်ပရိတ်ထွက်မှာလားဒါမှမဟုတ်6ပရိတ်လာမှာလားကျွန်တော်ပြခဲ့တဲ့ခဏ1 9ခွင်ပရိတ်တွေကမလွတ်ဘူးနော်အဲ့တော့ site တွေကအဲ့လိုမျိုးတွေထောက်ချက်ပေးနေတခြား site တွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါလေးတွေပဲကျွန်တော်ပြလိုက်ပါအဲ့တော့ကျွန်တော်ကြိုက်တယ်ဒီမှာ50ဆိုတာခုနကကျွန်တော်မွေးကန်းအနေနဲ့ကြိုက်တာပေါ့နော်ဒီမှာ16ပါတယ်ဒီမှာခွင်နှစ်ပါတယ်ပေါ့နော်ဒါကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးထုတ်တာ6ဘူးပါတယ်63ပါတယ်ပါဝါမဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီမှာ38လို့ဟာမျိုးကြိုက်ရင်တော့ထက်တယ်ပေါ့နော်1ခွင်နဲ့26ကထည့်ရမှာပဲနော်အဲ့10ပရိတ်ကထည့်ရမှာ1ခွင်နဲ့26ကထည့်ရမှာထည့်လိုက်ရင်ကဏ္ဍကလည်း2ခွက်4ခွက်6ခွက်8ခွက်10ခွက်ဖြစ်သွားပြီနော်ကဏ္ဍကအဲ့လိုအကွက်တွေတော့များသွားတာဒါကတော့ကျွန်တော်တို့ဘာသူကြိုက်နေတဲ့ကီတို့ဝမ်းချင်းတို့ရှိရင်ရွေးထိုးပေါ့ဗျာနော်အဲ့တော့ဒါဈေးဘူးရအောင်ပထိုးလေရတယ်ပေါ့နော်ဘာပဲပြော900ဘူးတက်နေတယ်200ဘူးတက်နေတယ်ကြိုက်ရင်ကိုကြိုက်သလိုလေးညံ3ထိုးပေါ့ဗျာနော်အဲ့တော့ကျွန်တော်ဒီနေ့3ရက်နေ့အကြိုက်တာကတော့38ဆိုတဲ့ခဏဒီမှာနော်38လာဖြစ်နေနော်38ဆိုတော့မကြိုက်ရင်ထည့်လို့ကျွန်တော်တို့မထည့်ပြီးတော့နော်ပါဝါဆိုတစ်ခွက်2ခွက်3ခွက်ပါတယ်နော်ပါဝါ3ခွက်ပါနေတဲ့အကြောင်းထပ်မထည့်တော့ဘူးနော်အဲ့တော့ဒီမှာ9 6ကြိုက်တယ်ခွင်လေးကြိုက်တယ်နော်1ပရိတ်နဲ့ပတ်သက်လို့ရှိရင်နော်9ပရိတ်နဲ့ပတ်သက်လို့ရင်6ခွင်6 3ကြိုက်တယ်ခွင်နဲ့ကြိုက်တယ်နော်10ပရိတ်နဲ့ပတ်သက်လို့ရှိရင်1ခွင်နဲ့6ကြိုက်တယ်အဲဒါကျွန်တော်အကြိုက်လေးတွေထုတ်တာပဲနော်အဲ့တော့ဒါလေးတွေကိုကျွန်တော်ကြိုက်နေတဲ့ကဏ္ဍလေးတွေကိုဒါလိုက်ပြီးတော့ခုန site လေးတွေပြပြီးတော့ဗောနော်ကိုယ့်ရဲ့ one chain ကိုကီးဂျုံနဲ့ချင်းပြီးတော့မှရွေးထိုးပေါ့ဗျာအကွက်များတယ်ဆိုရွေးထိုးပေါ့ဗျာအကွက်နဲတာကြိုက်တယ်ဆိုရွေးထိုးများတာမကြောက်တဲ့လူကတော့ကိုယ့်ဘာသူ10ကွက်ဆိုအကွက်20ပတ်တိတစ်လုံးစာဗောနော်အဲ့လိုလေးထိုးလို့ရမယ်ဗျာနော်အဲ့တော့ဒါကအဖွင့်နေအတွက်တော့ကျွန်တော်ဒီလောက်ပဲပြပါမယ်အားလုံးပဲ good luck ပါဗျာနော်အားလုံးပဲအဆင်ပြေကြပါစေဗျာနော်